ထိုင်းဖိုင်တာတွေကိုလည်းထိုးထားတဲ့သွေးလင်းထက်ကိုဆုံးမပစ်မယ်ဆိုတဲ့မွေထိုင်းကနဝင်ဆန်အေအသက်42နှစ်အရွယ်မွေထိုင်းကနဝင်ဆန်အေကတော့လာမယ့်ပွဲမှာသွေးလင်းထက်ကိုနိုင်ယူသွားမှာဖြစ်ကြောင်းကျုံးဝါပြောဆိုလာခဲ့ပါတယ်။သွေးလင်းထက်ကိုနိုင်ပြီးဆန်အေကချန်ပီယံကပတ်စိန်ခေါ်နိုင်ဖို့ပါပြစ်မှတ်တွေထားနေတာဖြစ်ပါတယ်။အသက်22နှစ်အရွယ်သွေးလင်းထက်ဟာနောက်ဆုံးကစားခဲ့တဲ့၄ပွဲဆက်ကိုနိုင်ရရှိထားသူပါ။နောက်ဆုံးတစ်ပွဲမှာဆိုရင်သွေးလင်းထက်က PK စန်ချိုင်းချင်ကဖိုင်တာတွေဖြစ်တဲ့ခရစ်ပတ်နဲ့ချော့ပရီချာတို့ကပါအလဲထိုးပြထားတာဖြစ်ပါတယ်။ဒါကြောင့်ထိုင်းဖိုင်တာတွေကိုလိုက်တီးနေတဲ့သွေးလင်းထက်ကိုဆုံးမဖို့ကကနဝင်ဆန်အေရဲ့တာဝန်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ဆန်အေဟာ2018ခုနှစ်မှာ1ချန်ပီယံရှစ်ကိုရောက်ရှိခဲ့သူဖြစ်ပြီးအောင်မြင်မှုများစွာရောက်နိုင်ခဲ့သူပါ။1ချန်ပီယံရှစ်ရဲ့ Flyweight ငွေတိုင်းချန်ပီယံဖြစ်ခဲ့တယ်လို့ Strawweight မှာလည်းငွေထိုင်းရောကစ်ဘောင်စင်မှာပါချန်ပီယံဖြစ်ခဲ့သူဖြစ်ပါတယ်။အသက်အရွယ်ရလာပြီဆိုပေမဲ့ဆန်အေကသူ့အနေနဲ့ကမ္ဘာ့အဆင့်မှာရည်တည်နိုင်သေးကြောင်းသက်သေပြချင်နေတာဖြစ်ပါတယ်။သူကငွေထိုင်းပွဲတွေထိုးဖို့ကျွန်တော်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်ငွေထိုင်းကစားရတာကြားနေပါပြီ။ကျွန်တော်အနေနဲ့ငွေထိုင်းရောကစ်ဘောင်စင်မှာပါကစားနိုင်သေးတယ်ဆိုတာကိုပြသခြင်းလို့ပါ။ငွေထိုင်းအတွက်လေးချင်းရတာကလည်းလျင်မြန်မှုနဲ့ကိုယ့်ကိုကာကွယ်ဖို့ပိုတတိထားပါတယ်။လက်ရည်တွေကလည်းပါတဲ့အတွက်ကစ်ဘောင်စင်ထက်ပိုပြီးတော့အန်နေများပါတယ်။နောက်ပြီးဒူးတောင်စားတဲ့တိုက်ကွက်တွေကိုလည်းအသုံးချလို့ရတဲ့အတွက်မာဘိုလဲလို့တို့ပညာကောင်းဖို့လည်းလိုပါတယ်။သွေးလင်းထက်ကစားဟန်ကိုကျွန်တော်လေ့လာထားပြီးပါပြီ။သွေးလင်းထအန်နေများတဲ့ရင်ဆိုင်ရခဲ့တဲ့ဖိုင်တာမျိုးဖြစ်ပါတယ်။သူ့ရဲ့ထိုးချက်တွေကပြင်းထန်လို့ပါတယ်။နောက်ပြီးသူ့မှာသတိထားမဲ့တိုက်ကွက်တွေလည်းအများကြီးရှိနေပါသေးတယ်။ဒါပေမဲ့ကျွန်တော်ရဲ့အားသာချက်တွေကတော့အတွေ့အကြုံမှရှိသလိုပွဲအကြောင်းကိုနားလည်ရမှာလည်းကျွန်တော်ကတာပါတယ်။နောက်ပြီးကျွန်တော်ကထူးချွန်တဲ့လက်တွေရှိပါတယ်။လူ့ပြင်ဘဲကြီးကန်းချက်ပါဒီကန်းချက်နဲ့ပွဲသိမ်းနိုင်နေလို့ပါပဲ။ကျွန်တော်ခက်ခဲတဲ့ပြိုင်ပွဲကောင်းနေပဲဖြစ်ချင်ပါတယ်။သွေးလင်းထက်ကိုလည်းနဲ့ကြော်ဖြတ်ခွင့်ပေးမှာမဟုတ်ပါဘူး။ကျွန်တော်သူ့ကိုနောက်ထပ်ထိုင်းတယောက်ကိုအလဲထိုးခွင့်ပေးမှာမဟုတ်တော့ပါဘူး။ငွေထိုင်းပြန်ကစားရမယ်ဆိုတာကျွန်တော်ရင်ထဲကစာလောင်မှုတွေကပြင်းလာနေတာပါတယ်။ကျွန်တော်နေတိုင်းကြိုးစားစားလေးကျင့်နေပါတယ်။ကျိုးဝိုင်းထဲကိုဝင်ပြီးငွေထိုင်းရဲ့အမှုပညာကိုပြသသွားဖို့ရမဆောင်တိုင်းနိုင်တော့ပါဘူး။ဒီပွဲမှာကျွန်တော်ဘက်ကအစွမ်းကုန်စူးစမ်းပြီးကစားသွားမှာဖြစ်ပါတယ်။ကျွန်တော်နိုင်ခဲ့ရင်မွေတိုင်းထိတ်တန်းအဆင့်မှာရည်တည်နေနိုင်တယ်ဆိုတာတက်တည်ပြပြီးသားဖြစ်မှာပါကျွန်တော်အကောင်းဆုံးကစားပြီးချန်ပီယံစိန်ခေါ်ခွင့်ရအောင်ရည်မှန်းထားပါတယ်လို့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဆန်ရီကတော့သွေးလင်းထက်ကိုထိုင်းဖိုင်တာတွေနိုင်သွားတဲ့အပေါ်မှာဆုံးမကျင်နေတာဖြစ်ပါတယ်။သွေးလင်းထက်ကလည်းသွေးလင်းထက်ပါပဲ။သူနဲ့တွေ့မှကောင်းပါတယ်ဆိုတဲ့ထိုင်းဖိုင်တာတွေအကုန်အတုံးယုံပေါက်ကုန်ကြတာဖြစ်ပါတယ်။ဆန်ရီကိုနိုင်ရင်သွေးလင်းထက်အနေနဲ့စာချုပ်ကြီးရသွားနိုင်ခြေရှိနေပါတယ်။စာချုပ်ကြီးရသွားဖို့တေချာစေတဲ့အချက်ကတော့ပြိုင်ပွဲအနေထားနဲ့ပြိုင်ဘက်အနေထားတို့ကြောင့်ဖြစ်ပါတယ်။1လုံးမနီ1-2စစ်မှာဆက်ဆန်ဆွာဘလန်နဘေးအာနိုင်မွန်ထိုင်းတို့လိုကစားမတွေပါဝင်နေပါတယ်။ဒီတော့ဒါပြိုင်ပွဲကြီးဆိုတဲ့သဘောဖြစ်ပါတယ်။ဆန်ရီကအမွေတိုင်းကနဝင်1ချန်ပီယံရှစ်ရဲ့ကနဝင်ပါ။ဒါကြောင့်သွေးလင်းထက်နိုင်ရင်စာချုပ်ရကိုရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာတော့အားကစားပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ